ဝဆိုတာကိုယ့်ကိုထိန်းကြောင်းကြရမှာဖြစ်တယ်လောကမှာသူများဆုံးမဖို့လွယ်တယ်ကိုယ့်ကိုဆုံးမဖို့ခက်တယ်ခေါင်းမှာဆုံးကကိုယ့်ကိုဆုံးမဖို့ခက်ခဲခြင်းပဲဖြစ်တယ်သူများကိုဆုံးမရတာလွယ်သလောက်ကိုယ့်ကိုဆုံးမဖို့ကခက်ခဲတယ်လို့ဒါဟာအမှန်ပဲနော်မြတ်စွာဘုရားကိုယ်တိုင်ကအတ္တဟိကိရဒုဒ္ဓမောကိုယ့်ကိုဆုံးမဖို့ဆိုတာအလွန်ခက်တယ်တဲ့ဟောအဲ့တော့ကိုယ့်ကိုဆုံးမနိုင်တဲ့ပုဂ္ဂိုလ်တွေဟာရှမ်းနာဖြစ်သွားကြတယ်။နေဆုံးတရားဓုတရားများရသွားကြတယ်။ဒီတဲ့ပုံဆုံးမနိုင်လို့ရှိရင်အဂတဝကဆိုတဲ့မြတ်စွာဘုရားရဲ့တပိဋကဝကတွေဖြစ်သွားပြီ။ထူးမြတ်တဲ့တပိဋကဝကဖြစ်သူရောက်သွားတယ်။ဒီတဲ့ပို့ပြီးတော့ဆုံးမကိုယ့်ကိုဆုံးမနိုင်တဲ့ပုဂ္ဂိုလ်တွေကပိစိကဗုဒ္ဓဖြစ်သွားတယ်။အကောင်းဆုံးဆုံးမနိုင်တဲ့ပုဂ္ဂိုလ်တွေကြတော့ဘုရားထီအောင်ဖြစ်သွားတယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာကိုယ့်ကိုဆုံးမလို့ဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေသာဖြစ်တယ်။သူများဆုံးမတာမဟုတ်ဘူး။သူများဆုံးမလို့ရတဲ့အဆုံးအမျိုးကိုယ့်ကိုဆုံးမကြရမယ်ဆိုတာကိုသတိထားဖို့လိုအပ်တယ်ပေါ့နော်။